အားလုံးပဲမင်္ဂလာပါခင်ဗျာ KKZ နည်းပညာ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Telegram ကို Premium ဝယ်စရာမလိုဘဲနဲ့ Auto Rebind လုပ်တဲ့နည်းတွေကိုပြောပြပေးပါဖြစ်ပါတယ်နည်းပညာလေးကိုစိတ်ဝင်စားရင်ကျွန်တော်ရဲ့ KKZ နည်းပညာ channel ကို Like and Subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်ဒီဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်အရင်ဆုံးကျွန်တော်တို့ Play Store လေးကိုဝင်မယ်ကျွန်တော်ဒီမှာTelegram Messenger တော့เนาะကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့တောင်းလိုက်မယ်ပေါ့เนาะကျွန်တော်တို့ဒါလေးကိုကျွန်တော်တော့တောင်းပြဆိုတောင်းမပြတော့ဘူးပြီးကျွန်တော်တို့ပုံမှန်တိုင်းပဲရိုး Telegram အကောင့်ဖွင့်သလိုပဲအကောင့်ဖွင့်ပေးလိုက်ပါသူပြီးကျွန်တော် profile ဆိုတာလေးရှိပါเนาะကျွန်တော် profile ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ပြီးကျွန်တော်တို့ဒီမှာ setting ဆိုတာလေးပေါ့เนาะတစ်ချက်နှိပ်မယ်ပြီးကျွန်တော်တို့ဒီမှာ Telegram setting ဆိုတာရှိရပါเนาะကျွန်တော်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးအပေါ်လေးကိုနည်းနည်းဆွဲလိုက်ပြီးကျွန်တော်တို့ဒီမှာ auto answer ဆိုတာလေးပေါ့เนาะဒီမှာကျွန်တော်တို့စာရေးရေးလိုက်ပါတော့เนาะပြီးဒီအပေါ်ဟာလေးကိုဖွင့်ပြလိုက်ဒါဆိုတော့ရပြီပေါ့เนาะကျွန်တော်တို့ auto answer ရပြီပေါ့ကျွန်တော်တခြားဝါစမ်းကြည့်ရင်ချက်ကောင်းလိုက်ဘာကျွန်တော်တို့ဟန်ကြည့်လိုက်ပါတော့မိလာပါဘောနော်ကျွန်တော်တို့နောက်ထပ်နည်းပညာအသေးလေးသိရဖို့ကျွန်တော် KKZ နည်းပညာ channel ကို Like and Subscribe လုပ်ထားဖို့မမေ့နဲ့နော်